ခေါ်လေးနှစ်ခုရအောင်နဲ့ရော့ချင်းတစ်ပုတ်ကိုဖြည့်ရမယ်ဆိုဘယ်လိုစိတ်ဝင်စားလဲစိတ်ဝင်စားဆုံးဖြတ်ကြည့်လိုက်ယူကတော့မဟုတ်ဘူးတင်တိထားလေးကိုရင်ပြပေးမယ်နော်ခုစမ်းခန့်ရတဲ့ချင်းလေးကိုကြည့်တူရလည်းမဖြစ်ပါရဲ့ let's go ကျွန်တော်ဆိုဝင်မှာပါတယ်ကိုယ်ရောရင်ပြပြပြီနော်ဒီမှာဒီပေါ်တူဒီဟိုပေါ်ပလန်နဲ့ဒီမှာငါချိုငါကိုပဲစီလေးချိုခုနှစ်ကွက်အဲ့တော့တန်းလေးနဲ့ဒါပေမဲ့အဲ့တော့ဖက်တန်းလေးအကိုဖက်တန်း20 ပြန်လာမယ် this is B flat ကတော့
ရကြတော့ဒီဒါပဲဒီဆိုရင် B flat ဆက်လိုက်စေလို့ဒီမှာနော်ပိုင်းလေးရအောင်ပါပြီ။ Pickup tutorial ရဒီတော့ဖြစ်ပြီခဏလက်ဖက်နဲ့ပြင်မယ်နော်။ဒီလက်သေးလေးနဲ့ချစ်ချတယ်။ခဏနဲ့ချက်ပြီးလက်မ